marketing တကယ်ကောင်းကျင်တယ်ဆိုရင်ပြဿနာအတိုင်းကိုလိုက်ပြီးတော့ဖြည့်ရှင်းပေးဖို့မကြိုးစားပါနဲ့လုပ်ငန်းရှင်တော်တော်များများထင်တာကကိုယ့်ရဲ့ product ကပြဿနာအမျိုးမျိုးကိုလိုက်ပြီးတော့ဖြည့်ရှင်းပေးနိုင်တယ်ဆိုရင်အဲ့ဒါဒီ marketing ကောင်းတယ်လို့ထင်တယ်ကျွန်တော် strong ဖြစ်တဲ့ marketing ဆိုတာပြဿနာတစ်ခုတည်းကိုပဲ focus ထားပြီးတော့ဖြည့်ရှင်းပေးတာဖြစ်ပါတယ်ဥပမာတစ်ခုပြောပြမယ်ကျွန်တော်က skin care ရောင်းတယ်ကျွန်တော်ရဲ့ product ကို marketing လုပ်တဲ့အခါမှာကျွန်တော်ရဲ့ skin care ကတော့အိုမင်းချင်းရော်မှုကိုကာကွယ်ပေးတယ်နေလောင်တန်းကိုကာကွယ်ပေးတယ်ဝက်ချံပြောက်စေတယ်ဓာတ်ရည်ကိုညီညာချောမွေ့စေတယ် blah 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 ဖြစ်ပါတယ်လို့ပြောပြီးတော့ရောင်းတာနဲ့ဒုတိယ option အနေနဲ့ဝက်ချံပြဿနာကြုံနေရတဲ့ဆယ်ကျော်သက်တွေအတွက်လို့ပြောပြီးတော့ရောင်းမယ် promise တွေအများကြီးပေးပြီးတော့လုပ်တဲ့ marketing ကပို့ပြီးတော့ရောင်းရမယ်လို့ထင်စရာရှိတယ်တကယ်ရောင်းရတာကဒုတိယ option ကပို့ပြီးတော့ရောင်းရတယ် customer တွေကဟာဒါငါ့ကိုပြောနေတာပါလားဆိုပြီးတော့ဓာတ်ရိုက်သူတို့ focus ဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်တို့ရဲ့ marketing ကလည်းပို့ပြီးတော့ထိရောက်တယ်